အသက်ကြီးလာရင်တည်ငြိမ်ရမယ်လေးနက်ရမယ်ခံစားချက်တွေကိုမျိုးသိပ်ရမယ်ဒါကိုခမားကရင့်ကျက်ခြင်းလို့ထင်နေတာလားဒါဆိုရင်တော့ခမားမှားပါတယ်တသနာဆရာကြီးနဲ့စီကတော့ဒီလိုပြောတယ်လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်တိုးတက်မှုအမြင့်ဆုံးအဆင့်ကကလေးတစ်ယောက်လို the child ပြန်ဖြစ်သွားခြင်းပါတဲ့သူ့ရဲ့ theory အရလူဘဝမှာအဆင့်၃ဆင့်ရှိတယ်ခမားပဲအဆင့်မှာရောက်နေလဲကိုပြန်စစ်ကြည့်ပါအဆင့်တက်ကလာအုပ် the camel ဒါကလူငယ်တော်တော်များများဖြစ်နေတဲ့အဆင့်ကလာအုပ်ဆိုတာဝင်တွေကိုတီးခံပြီးထမ်းပိုးထားရတဲ့တရားငါလုပ်ကိုလုပ်ရမယ် I must ဆိုတဲ့စိတ်နဲ့နေရတယ်မိဘတွေရဲ့မျှော်လင့်ချက်လူဖွဲ့စည်းရဲ့ဖိအားလက်ရှိခေတ်ကာလရဲ့ဒုက္ခတွေကိုခါးစည်းခံပြီးငါတောင်းခံရမယ်ဆိုပြီးရှင်သန်နေတဲ့အဆင့်ပေါ့အယမ်းပင်ပန်းရတဲ့အဆင့်မှာအဆင့်နဲ့ချင်းသိ the win ဒါကကလာအုပ်ဘဝကိုမခံနိုင်တော့လို့ပုံကန်ထကြွတဲ့အဆင့်ငါလှုပ်ချင်တာလုပ်မယ် I will ဆိုတဲ့စိတ်ဝင်လာတယ်မတရားတာတွေကိုတော်လှန်မဲ့အမိန့်တွေကိုညှင်းဆန်မဲ့လွတ်လပ်မှုကိုရှာဖွေမယ်ဒါကတတိရှိပေမဲ့ဒီအဆင့်မှာကဒေါသတွေအမုန်းတရားတွေနဲ့ပြည့်နေတော့မယ်ပျော်ရွှင်မှုမရှိသေးဘူးအဆင့်3ကလေးငယ် the child ဒါကမှအမြင့်ဆုံးအဆင့်ချင်းသိလို့တော်လှန်ပြီးတဲ့နောက်မှာကလေးတစ်ယောက်လိုပြန်ဖြစ်သွားတာကလေးဆိုတာအတိတ်ကိုမေ့ပြစ်နိုင်တယ်အာဃာတမထားဘူးသူ့အတွက်လောကကြီးကကစားကွင်းတစ်ခုပဲသူကအသစ်တွေကိုဖန်တီးတယ် creation လုပ်တယ်သူများခိုင်းလို့လုပ်တာမဟုတ်ဘူးသူလှုပ်ချင်လို့ကစားတာငါဖြစ်တည်တယ် I am ဆိုတဲ့စိတ်နဲ့ဘဝကိုပေါ့ပပဖြတ်တန်းတော့တာပဲဘလို့လုပ်ပြီးကလေးစိတ်ပြန်မွေးမလဲလက်ရှိကျွန်တော်တို့စီမှာကလားအုပ်လိုဝန်ထမ်းရတာချင်းသိလို့ဒေါသထွက်ရတာတွေများနေပါပြီစိတ်ထွက်ပေါက်ရဖို့ဒီအချက်နှစ်ချက်ကိုကျင့်သုံးပါလေမိပြနိုင်စွမ်း the art of forgetting ကလေးတွေကိုကြည်လိုက်ခုနကမှရန်ဖြစ်ပြီးငိုထားတာ9မိနစ်နေတော့ပြန်ရပြီးတူတူကစားနေပြီကျွန်တော်တို့လည်းနေ့စဉ်ကြုံရတဲ့စိတ်ညစ်စရာတွေကိုညအိယာမဝင်ခင်မှာ reset ချနိုင်ရမယ်ဒေါက်တာဇာနီစဉ်ပြောသလို audit လုပ်ရမယ်အတိတ်ကဒဏ်ရာတွေကိုဆွဲမထားဘဲမနှက်ဖြန်ကိုစာမျက်နှာအသစ်အနေနဲ့ဖွင့်ရရမယ်နှစ်ဘဝကိုကစားပွဲလို့သဘောထားပါ life is a play အလုပ်လုပ်တာကိုတာဝန်လို့မမြင်ပဲအကင်းတစ်ခုလို့မြင်ကြည့်ပါ level တွေတက်မယ် challenge တွေဖြေရှင်းမယ်ရှုံးရင်ပြန်စမယ်နိုင်ရင်ပျော်မယ်အဲ့ဒီလိုကစားခြင်းစိတ် playfulness ရှိလာတဲ့အခါခမားရဲ့မျက်နှာပေါ်မှာအလိုလိုပြုံးလာလိမ့်မယ်ရင်းကျက်တယ်ဆိုတာမျက်နှာကြီးတီထားတာမဟုတ်ပါဘူးအခက်ခဲတွေဒုက္ခတွေကြားထဲမှာတောင်ကလေးတစ်ယောက်လိုရေမောနိုင်စွမ်းရှိတာကိုမှစစ်မှန်သောရင့်ကျက်ခြင်းလို့ခေါ်တာပါကဲဒီနေ့ကစပြီးလေးလံတဲ့ဝင်တွေကိုခဏချပြီးကိုဘဝကိုကလေးတစ်ယောက်လိုပြန်ကစားကြည့်ရအောင်